အားကျမခံကိုမန်ကြောင်ကလည်းရီးသားဟောင်းကိုမင်းမရသေးတဲ့တငယ်ချင်းကိုပေးဆက်ခြင်းနဲ့ချစ်နေရကြောင်းပြောပြပါတယ်။မနူးမနဲ့ရုံနဲ့ကိုဘေးထွက်လေးကတော့ထာဝရကျောင်းသူကြီးကိုတကယ်ချစ်မိနေတာကြောင့်မဟာတန်းသာမကပါတကူပွဲရတဲ့အထိတငယ်ချင်းတွေသာဖြစ်နေကြောင်းငိုတန်ကြီးနဲ့ပြောကာအသွင်တူနေသောယောက်ျားကောင်းတို့ချီရတစ်ခွက်တိုက်ခါခုတ်ပြလိုက်ကြပါတယ်။အဲဒီနောက်မှာတော့ Friend Zone ကုံပုတ်ကို10နှစ်ကြာအောင်ထိမ့်သိမ်းထားနိုင်ခဲ့တဲ့ဝါအရင်ဆုံးဖြစ်တဲ့ပမ်ကဒီ10နှစ်တာကာလအတွင်းသူ့ရဲ့တစ္ဆာဆောင်တည်မှုအကြောင်းခုနှစ်တစ်ခုချင်းစီလိုက်ရီးစားစာစည်ရင်းနေတဲ့ကွာသူ့အကြောင်းကိုဖောက်သည်ချပြပါတော့တယ်။10နှစ်ကြာအောင်တွဲလာတဲ့အကိုလေးဟာတစ္ဆာဖောက်တာကြောင့် game ဟာအိမ်ပြောင်းမှုအတွက်ပစ္စည်းတွေသိမ်းနေခဲ့ပါတယ်။ပမ်ကအခန်းထဲကဂီတာလက်ကိုကောက်ယူကာသူ့ရဲ့စကေးကိုပြသတဲ့အနေနဲ့ကိုပိုင်စာသားတွေနဲ့ဂီတာကိုအကွက်လွဲကီးကြောင်တွေတီးကနှစ်သိမ့်နေတာကြောင့်ဂင်းလည်းအနှဲငယ်စိတ်ပြေသွားခဲ့ပါတယ်။ဂင်းရဲ့အလုပ်မှာလည်းအဆိုတော်မမကယောက်ျားတွေရဲ့ဆိုးရွားမှုအကြောင်းအိတ်သွန်ဖောင်းဖောင်းတီးထားသူရောင်ဆောင်ကဂင်းကိုနှစ်သိမ့်အားပေးခဲ့ပြန်တာကြောင့်ဂင်းဟာရုပ်တည်ကြီးနဲ့ချစ်ချင်းမြတ်တာတွေမရှိချင်တော့ဘူးသူမမှတ်သွားပြီလို့အားချောင်းခဲ့ပါတယ်။စပိန်ပတ်စီရင်ပမ်ကအဲ့ဒီစကားကိုပြန်မေးတဲ့အခါမှာတော့သူအားချောင်းခဲ့ကြောင်းနဲ့သူ့ကိုစောင့်မျှော်နေတဲ့ယောက်ျားကောင်းတွေရှိအောင်မယ်ဆိုတာသူယုံကြောင်း confident level ဆိုဟိုက်စွာနဲ့ပြောလိုက်ပါတော့တယ်။အခြေအနေကောင်းတွေကြောင့်ကြားလိုက်ရတဲ့ပေါ်တာတွေကအဲ့ဒီအချိန်တွေကပမ်နဲ့ဂင်းတို့ဟာချစ်သူတွေဖြစ်သွားကြပြီပဲလို့ထင်ကြေးပေးလိုက်ပေမဲ့ဇက်သိမ်းပိုင်းလေးကတော့မရောက်ရှိသေးပဲဂင်းဆိုလိုတဲ့ယောက်ျားကောင်းတွေထဲမှာပမ်ဟာပါဝင်မနေခဲ့ကြောင်းပြောခဲ့အခါမှာတော့ပေါ်တာတွေလည်းဘီယာတွေပြန်ထွက်လာအောင်ပမ်ရဲ့ကံကောင်းနေမှုကြီးကိုမျက်လုံးအပြူသားဖြစ်ကုန်ပါတော့တယ်2018ဆိုတဲ့အချိန်ကာလမှာဆိုရင်ဖြင့်ပမ်နဲ့ဂင်းတို့ဟာပါတီတစ်ခုကိုတူတူတက်ရောက်နေကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဂင်းဟာဂီတာတီးပြီးစင်ပေါ်မှာအမိုက်စားချဲနေတဲ့ဂျန်တမန်တစ်ယောက်နဲ့ရီငန်နေပြန်ပါတယ်အကိုထိတ်ဆိုတဲ့အဲ့ဒီလူစင်ပေါ်ကဆင်းလာပြီးဂင်းကိုချင်းတဘိုးလောက်တက်ဆိုကိုခေါ်ရင်ပမ်ကိုလည်းသူ့တငယ်ချင်းဖုန်းနံပါတ်ယူမလားလို့မေးလိုက်ပါတော့တယ်ဂင်းကသူ့မှာကောင်မလေးတွေများလုံးလို့နာမည်တော်မမှတ်မိတော့ဘူးအကိုထိတ်သူ့လိုလိုက်မလုံးနဲ့တော့ဆိုပြီးအကိုထိတ်ရဲ့ဘာကိုညှိရင်ချွဲနေပါတော့တယ်ဒါကိုမြင်တဲ့ပမ်ဟာသွေးကြောတွေကသွေးတွေစူပွက်လာပြီးအလှဆင်ထားတဲ့ဖန်တုံးကိုယူကအကိုထိတ်ကိုအားကုန်ဖျက်ရိုက်ပါတော့တယ်သူ့ရဲ့လုပ်ရက်အတွက်သူအင်မတန်ဂုဏ်ယူနေတော့မှာပဲဘီယာဖြစ်ပေဖို့ခွက်ကန်းလာတဲ့ဂင်းကြောင့်တကယ်ဖြစ်မလာနိုင်တဲ့စိတ်ကူးချိုချိုလေးတစ်ခုပြတ်သွားခဲ့ပြန်ပါတယ်သူများပွဲမို့တချင်းတက်မဆိုခြင်းမှုဆိုတဲ့ဂင်ဟာတချင်းဆိုဖို့ညင်းနေရင်းနဲ့ပဲစင်ဘော်ကိုတက်တက်ကြွကြွတက်သွားပါတော့တယ်။ပမ်လည်းဘီယာခွက်ကိုကင်ပြီးအပြည့်ဖြစ်ပေးမယ်လို့ရွက်ပြောလိုက်ပါတော့တယ်။တယောက်တည်းဘီယာနှစ်ခွက်ဖြစ်နေရင်းနဲ့သူ့လိုပဲတငယ်ချင်းကိုအပြည့်အဝစာပို့ပေးနိုင်တဲ့ကိုမန်ကြောင်နဲ့ကိုဘေးထွက်တို့ရဲ့တငယ်ချင်းကောင်းပိသားနေမှုများပြောဆိုတန်တွေကြားလိုက်ရပါတယ်။သူ့ကိုလည်းလက်ထက်ကဘီယာခွက်တစ်ခွက်ကိုတငယ်ချင်းအတွက်ပဲလားလို့မေးတဲ့အခါမှာတော့ဟန်ဆောင်ပြီးကျွန်တော်နှစ်ခွက်လုံးတောက်တာပါဆိုပြီးတောက်ပြလိုက်တာကြောင့်တောက်နိုင်တယ်နော်လို့မှတ်ချက်ပြုခြင်းကိုခံလိုက်ရပါတယ်။တစ်ဖက်မှာတော့ဂင်းဟာဝိုင်းဆိုတော်တယောက်နဲ့စင်ပေါ်မှာမိကုံရန်ကုန်အော်ဟင်ရင်ပါဖုံးမန်းပြနေစင်မှာပဲတောက်ဖက်နဲ့ကြောင်စင်ပေါ်ကနေချီချော်ကပြုတ်ကျသွားခဲ့ပါတော့တယ်